သူကွာရှင်းစာချုပ်ကိုဆွဲလူလိုက်တယ်လက်မှတ်ကိုအမြန်ထိုးလိုက်တယ်ကျွန်တော်ဘာမှမပြောခဲ့ဘူးစိတ်ကုန်တာပဲသိတယ်စာချုပ်ကိုယူပြီးလှည့်ထွက်လာခဲ့တယ်အဲ့ဒါကိုမြင်တော့ဟူဝေးကဟန်ဆောင်ပြီးမေးတယ်ချင်းဟန်သူဒီတိုင်းထွက်သွားတာကိုတကယ်မကြောက်ဘူးလားကူချင်းဟန်ကမထီမဲ့မြင်လှောင်ပြုံးလိုက်တယ်တမင်အတန်မြင့်ပြီးပြောတယ်ကျွန်တော်ကြားအောင်ပြောနေတယ်လို့ပဲစိတ်အေးထားပါသူခဏစိတ်တူနေလို့ပါပြီးတော့သူ့မှာတခြားနေစရာနေရာလည်းမရှိဘူးဆေးရုံကသူ့အမေစီသွားတာတေချာတယ်သူဘယ်မှပြေးမလို့ပါဘူးသူ့အမေကျမ်းမာရေးကဒီနှစ်တွေထဲမကောင်းဘူးဆေးရုံမှာပဲတောက်လျှောက်နေရတာကျမအဆက်အသွယ်နဲ့အထူးကန်းတောင်စီစဉ်ပေးထားတာကုမ္ပဏီကိစ္စတွေပြီးရင်ဆေးရုံသွားကြည့်လိုက်ရင်အဆင်ပြေသွားမှာပါဒါပေမဲ့ तू မသိတာကခွဲစိတ်ဖို့ तू ပတ်စံမလွှဲပေးလို့ကျွန်တော်အမေကဆေးရုံခုတင်ပေါ်မှာပဲဆုံးသွားတယ်နောက်တစ်နေ့ကျွန်တော်ဆေးရုံသွားတယ်အမေအလောင်းကရင်ခွဲရုံမှာရှိနေသေးတာကိုတေဆုံးကြောင်းလက်မှတ်သွားလို့ရမယ်ဆေးရုံရှေ့ရောက်ခါစားမှာပဲမဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်တယောက်နဲ့တွေ့တယ်ကုချင်းဟန်ကတကားဝမှာရက်နေတာကိုတွေ့လိုက်ရတယ်လက်ထဲမှာလည်းအထုပ်ပိုးတွေအများကြီးနဲ့ကျွန်တော်ကိုမြင်တာနဲ့ तू မျက်လုံးတွေအယောင်တောက်သွားတယ်တောက်ပတဲ့အပြုံးတွေနဲ့ပြုံးပြနေတယ်အာချွမ်မေ့စီလာမယ်ဆိုတာငါသိတာပဲနောက်တစ်ခဏမှာ तू အမြန်လျှောက်လာတယ်တစ်တာကိုဂုံယူဝင့်ကြွားစွာဖွင့်လိုက်တယ်ထဲမှာငှက်တိုက်ငါးမန်းတောင်ဂျင်းစင်းတို့လိုအားဆေးတွေအပြည့်ပဲတော်ပြီးစိတ်မကောင်းနဲ့တော့တွင်းကုံအားဆေးတွေငါအများကြီးပြင်ထားတယ်ငါနဲ့အတူနင့်အမေစီတွားရအောင်နှစ်တကူရဲ့အိမ်ပြန်ပြီးလူသိရှင်ကြားကြီးညာကြတာပေါ့မင်းနဲ့မင်းအမေအတွက်လာပြုစုပေးတာပျော်ပျော်ရွှင်ရွှင်ဖြစ်သွားအောင်ပြောရင်းနဲ့ကျွန်တော်လက်ကိုလာဆွဲတယ်ကျွန်တော်သဘောတူမှာပဲလို့ထင်နေတဲ့ပုံစံနဲ့ဒါပေမဲ့အဲ့ဒီအားဆေးတွေကိုကြည့်ပြီးစိတ်ထဲပိုအေးဆက်လာပြီးသူမလက်ကိုစောင့်ယုံလိုက်တယ်မင်းပဲဖြစ်ဖြစ်ဒီအမိုက်တွေပဲဖြစ်ဖြစ်ကျွန်တော်အမေမလို့ဘူးကုချင်းဟန်ကြောင်းသွားပြီးမျက်မှောင်ကျုပ်လိုက်တယ်လီချွန်းဒီရွေရောက်မှဘာလို့ကလေးလိုကြီးကြနေတာလဲငါအတွက်မစင်းစားရင်တော့အမေအတွက်တော့စဉ်းစားဦးဒါတွေကဈေးကြီးပေးပြီးလေရင်ထဲမှာထားတဲ့အားဆေးတွေအမေကျမ်းမာရေးအတွက်အရန်ကောင်းတယ်ထားလိုက်တော့ငါပြောတာမင်းနောက်ဝင်မှာမဟုတ်ဘူးခဏနေရင်အမေကိုနင့်ကိုတေချာပြောခိုင်းလိုက်မယ်သူမပြောရင်းနဲ့ကောင်တာဘက်ကိုရှောက်သွားတယ်တာဝန်ကျနတ်ကိုမေးလိုက်တယ်မင်္ဂလာပါနှလုံးယောဂရှိတဲ့အဖွားလီကဘယ်ခန်းမှာလဲရှင်ကျမသူ့ကိုလာတွေ့တာပါဒါကိုကြားတော့နတ်ကသူမကိုနားမလဲတယ်လို့ကြည်နေတယ်ရှင့်စီကိုအကြောင်းကြားစာမရောက်ဘူးလားလွန်ခဲ့တဲ့ရက်ပိုင်းကခွဲစိတ်ဖို့ပတ်စံမရှိလို့အခြေအနေဆိုးပြီးဆုံးသွားပါပြီနတ်ပြောတာကိုကြားပြီးနောက်ဦးချင်းဟန်မျက်နှာပေါ်ကအပြုံးတွေချက်ချင်းတောင့်တင်းသွားတယ်ဆုံးပါသွားပြီးနောက်ပြီးဘာခွဲစိတ်မှုလဲကျမဘာလို့မသိရတာလဲသူကနတ်ရဲ့စကားကိုငင်းငိုင်ပြီးလိုက်ပြောနေတယ်ညဝန်းတွေကဟာလာဟင်းလင်းဖြစ်နေတယ်နတ်ကသူ့ရဲ့ရောင်ချာချာမျက်နှာကိုကြည့်လိုက်တယ်မျက်မှောင်ကျုပ်သွားတယ်ရှင်ကတကယ်ပဲတေဆုံးသူရဲ့မိသားစုဝင်လားနတ်ရဲ့လေတံကတန်တရားတွေအပြည့်နဲ့ပဲကုချင်းဟန်ကိုအကြာကြီးအကဲခတ်နေတယ်သူနာပြုကဆက်ပြောတယ်လွန်ခဲ့တဲ့ရက်ပိုင်းကလူနာနှလုံးဖောက်သွားတယ်အရေးပေါ်ခွဲစိတ်ဖို့ဖုန်းတွေအကြိမ်ကြိမ်ဆက်ခဲ့တယ်စာတွေလည်းအများကြီးပို့ခဲ့တယ်ဒါပေမဲ့ပတ်စံကလုံးဝမလောက်ခဲ့ဘူးနောက်ဆုံးပတ်စံမစုံခင်မှာပဲအဖွားကသူနာပြုကခဏတန်သွားတယ်နောက်ဆုံးတော့ရက်ဆက်တဲ့အမှန်တရားကိုပြောလိုက်တယ်နှလုံးခုန်ရက်သွားပြီနာပြုဆရာမရဲ့ရှင်းပြချက်ကိုနားထောင်ရင်ကုချင်းဟန်ကမျက်လုံးပြူးသွားတယ်မယုံနိုင်စရာတစ်ခုခုကြားလိုက်ရတယ်လို့ပဲပတ်စံမရှိဘူးဆိုတာဘယ်လိုဖြစ်နိုင်မှာလဲခွဲစိတ်ခါကတိန်ကနန်းလောက်ပဲဟာကိုပတ်စံမရှိတာဘယ်လို့မှမဖြစ်နိုင်ဘူးနောက်တစ်ခဏမှာကုချင်းဟန်ကကျွန်တော်ဘက်ကိုရုတ်တရက်လှည့်ကြည့်လာတယ်ကျွန်တော်အင်ဂျီကောလာကိုဆွဲဆောင်လိုက်ပြီးညဝန်းတွေချက်ချင်းหนีရဲလာတယ်ဒေါ်တော်ခွဲစိတ်ဖို့ငွေမရှိတာဘာလို့မပြောတာလဲကျမကိုပဲစိတ်ကောက်နေမှာလားကျမကိုအရှော့မပေးပဲတင်းခံနေတာလားသူမအတန်တွေတုံးရင်နေတယ်မယုံနိုင်လောက်တဲ့ဒေါသတွေနဲ့ဒါပေမဲ့သူမရဲ့ဒီပုံစံကိုကြည့်ပြီးတယောဆရာကြီးလိုပဲခံစားရတယ်ရှင်းရှင်းပြောရရင်သူမကြောင့်ပဲအမေအချိန်မီစေကူတာမှုမရခဲ့တာအခုကြမှသူမကအရင်ခံစားပြနေသေးတယ်ဒါကိုတွေးမိပြီးသူ့ကိုကျွန်တော်အေးဆက်ဆက်ကြည့်လိုက်တယ်ညဝန်းထဲမှာဘာခံစားချက်မှမရှိတော့ဘူးကုချင်းဟန်ကျွန်တော်တကယ်ပဲမင်းကိုမပြောခဲ့ဘူးလားမင်းကပဲမယုံခဲ့တာကျွန်တော်ကိုစိတ်ချင်းမြောင်းတယ်လို့မင်းပြောတယ်အရန်ကိုစိုးသွမ်းတယ်လို့ပြောတယ်ကုမ္ပဏီရှိမှမင်းကိုအဆက်ခွဲတယ်လို့လည်းပြောခဲ့တယ်ပြီးတော့မင်းကျွန်တော်ဘဏ်အကောင့်အားလုံးကိုပိတ်ပစ်ခဲ့တယ်ကျွန်တော်စကားတွေကတူနဲ့အထုခံရတယ်လို့ပဲကုချင်းဟန်ရဲ့ရင်ထဲကိုထိမှန်သွားတယ်သူ့မျက်နှာတဖြည်းဖြည်းဖြူကျော်လာတယ်တွေးဆုပ်တယ်လို့ဖြူဖြော့နေတယ်နှက်ခမ်းတွေတုံရင်နေတယ်